အားလုံးပဲမင်္ဂလာပါဒီနေ့လဲလာသုံးသက်ချက်မှာတော့ထိုင်းနိုင်ငံရဲ့စီးပွားရေးချင်းချင်းကိုလုံးဝကိုပြောင်းလဲသွားစေမယ့်ကကေကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးသွားမှာပါ Happy Hour ကနေမကြသေးခင်ကမှထုတ်ပြန်လိုက်တဲ့စေကွက်ဆိုင်ရာလဲလာမှုအသစ်အရာကျွန်တော်တို့အရင်ကသိထားတဲ့ထိုင်းလက်လီစေကွက်ကြီးထဲမှာလူမသိသူမသိအတန်တိတ်ဖက်ပေါ်နေတဲ့အပြောင်းလဲကြီးတစ်ခုရှိနေပါတယ်ကဲတကယ်ကိုအန်တော်စရာကောင်းတဲ့အချက်လက်တွေကိုအခုပဲစက်တင်လဲလာကြည့်လိုက်အောင်အထီးကကြောက်တဲ့မေခွန်းတစ်ခုနဲ့ပဲစတင်လိုက်ကြရအောင်ထိုင်းနိုင်ငံမှာအကြီးမားဆုံးဖြစ်ပေမဲ့လူလေအများဆုံးလက်လွတ်ရှူထားမိတဲ့ဈေးကွက်ကဘာများဖြစ်မလဲစဉ်းစားကြည့်ပါပြည်တွင်းအမှတ်တမ်းစိတ်တွေစီးပွားရေးလုပ်ငန်းရှင်တွေအကြီးကျယ်လောတွတ်ထားမိတယ်ဒါပေမဲ့ဝယ်ယူနိုင်စွမ်းအလွန်ကိုမြင့်မားတဲ့လူဦးရဲ့အုပ်စုကြီးတစ်ခုရှိနေပါတယ်အဲ့ဒီအုပ်စုကဘယ်သူတွေဖြစ်မလဲသူတို့စီမှာဘလောက်တောင်အလားအလာတွေရှိနေတယ်လဲဘာကြောင့်များဒီလောက်ချိမာတဲ့ဈေးကွက်ကြီးကိုလွတ်ကျော်နေကြတာလဲဆိုတာကိုဒီနေ့အဖြေရှာကြည့်ကြပါမယ်121ဘီလီယံတကယ်ကိုအမခမ်းပါပဲဒီကိန်းကနဟာထိုင်းနိုင်ငံရဲ့တရားဝင်စီးပွားရေးစနစ်ထဲမှာလေပတ်နေတဲ့မြန်မာနိုင်ငံသားရဲ့တနစ်တာငွေကြေးပမာဏပဲဖြစ်ပါတယ်ခဏလောက်စဉ်းစားကြည့်လိုက်ပါဒီပမာဏဆိုတာအခြေခံစောက်အောင်စီမံကိန်းကြီးတွေဒါမှမဟုတ်နိုင်ငံတကာကော်ပိုရေးရှင်းကြီးတွေရဲ့တနစ်တာဝင်ငွေနဲ့တောင်ထွားပြီးညီမျှနေတာပါဒါပေမဲ့တဲ့မျောစရာကောင်းတာကဒီလောက်ကြီးမားတဲ့ငွေကြေးစီးဆင်းမှုကိုပြည်တွင်းစီးပွားရေးလုပ်ငန်းအများစုကတိမထားမိပဲလုံးဝကိုလွတ်ကျနေစေဖြစ်နေတာပါပဲအဖိုင်းတဲ့ဘီလီယံကြီးရဲ့ငွေကြေးတွေကွေပြောက်နေတဲ့နေရာဆိုတဲ့ခေါင်းစဉ်ကိုတွားလိုက်အောင်ဒီအချက်လက်တွေအရဆိုရင်ထိုင်းနိုင်ငံမှာနေထိုင်အလုပ်လုပ်ကိုင်နေတဲ့မြန်မာနိုင်ငံသား၄တန်းကျရှိနေပါတယ်ဒါဟာရွှေရှင်နဲ့စာရင်ကင်္ဂရန်တစ်ခုတက်တက်မဟုတ်ဘူးနော်အသက်ဝင်လှရှားနေတဲ့တက်ကြွတဲ့လူမှုအတိုင်းဝိုင်းကြီးတစ်ခုလုံးမှာလက်ရှိရိုးရစားသုံးသူစိတ်ကွက်တွေဖေဖေပေးနဲ့ကြက်တဲလာချိန်မှာဒီ၄တန်းကျော်ဆိုတဲ့လူဦးရေဟာအင်မတန်အမျက်အစွန်းရနိုင်ပြီးပြိုင်ဘက်ကင်းတဲ့လုံးဝကိုအသစ်ဆက်ဆက်ဖြစ်နေတဲ့တမှုရိယဗျာဒါမှမဟုတ် Blue Ocean စိတ်ကွက်ကြီးတစ်ခုဖြစ်ခိုင်ခိုင်မာမာကိုယက်တည်နေတာပါပြီးတော့ဒီ65ရာခိုင်နှုန်းဆိုတဲ့ဂိမ်းကနန်းကအလွန်ကိုရေးပါပါတယ်။ဘာလို့လဲဆိုတော့သူတို့ရရှိတဲ့စုစုပေါင်းဝင်ငွေရဲ့65ရာခိုင်နှုန်းကိုထိုင်းနိုင်ငံအတွင်းမှာနဲ့ကျန်လေသုံးဆွဲနေကြလို့ပါပဲ။ဆိုလိုတာကအရင်ကလိုဝင်ငွေအလုံးကိုကိုးနှစ်ရဲ့ရင်းစီတင်ပိုးနေတာမျိုးမဟုတ်တော့ပဲထိုင်းနိုင်ငံရဲ့စီးပွားရေးစနစ်ထဲမှာတက်တာကြွအပါဝင်သုံးဆွဲနေကြတဲ့အဓိကစားသုံးသူတွေထည့်လာနေပြီဆိုတာကိုဒီအချက်ကခိုင်ခိုင်မာမာသက်သေပြနေပါတယ်အပိုင်းနဲ့ခေဟောင်းအယူဆတွေကိုခြေထွက်ခြင်းတမိုင်းဝယ်ပြောင်းလဲရေးတစ်ခုကိုကျွန်တော်တို့မျက်မြင်ကိုတွေ့မြင်တွေ့နေရပါပြီအရင်တုန်းကဆိုရင်ဒီလူဦးရဲ့အုပ်စုကိုအခြေခံစက်မလုံကန်သုံးလုံသားချင်းမြင်လလစားသမားတွေအဖြစ်ပဲခင်နှောက်ကြတဲ့အမြင်နဲ့ကြည့်ခဲ့ကြပါတယ်ဒါပေမဲ့ယနေ့ခေတ်လက်တွေ့အချိန်တွေမှာတော့သူတို့ဟာနောက်ဆုံးပေါ် smartphone တွေတုံးပြလာကြတယ်နာမည်ကြီး coffee center တွေမှာသုံးဆွဲလာကြတယ်လူနေမှုစနစ်မြန်မာလာတွေမိသားစုတွေကျွမ်းကျင်လုံသားတွေနဲ့မျိုးလင့်ချစ်ကြီးမားတဲ့စုံဝတ်ထီထွင်တွေဖြစ်လာနေကြပါပြီဒီနေရာမှာ Happy Hour ရဲ့အမှုဆောင်ရရှိချုပ်နတဲ့ကြရပန်းရင်စကားကိုအထူးဂရုပြုတင်ပါတယ်။ထိုင်းမတန်စိတ်အများများဟာခစ်ဟောင်းအယူအဆတွေမှာပဲပိတ်မိနေတော့ပါပဲ။ဒီပရိသတ်ကိုအရင်ဆုံးနားလေသမောပေါက်သူတွေကစီးပွားရေးအကျိုးမြတ်တွေကိုရရှိတော့မှာပါလို့သူကဆိုပါတယ်။ဒါ corporate လောကရဲ့ပေါ်စားမှုတွေကိုအပင်းထန်တည်းပြီးလိုက်တဲ့ no sort တန်တကူပါပဲ။အတိတ်ကအယူအဆဟောင်းတွေကိုစက်ပြီးဖတ်တယ်ထားမယ်ဆိုရင်တော့ဒီလောက်ကြီးမားတဲ့အခွင့်အရေးကြီးကိုလက်လွတ်ဆုံရှုံရမှာအသေးချပါပဲ။ကဲHappy Hour CEO ဇာတ်နေရာစီးလိုက်တဲ့အရေးကြီးတဲ့အချက်တွေကိုအသေးစိတ်ကြည့်ရအောင်ပထမချက်ဒါဟာတီးခြားဖယ်ခြင်းချားရမယ့်စီးကွက်ကန်လေးမဟုတ်တော့ပါဘူးဒုတိယချက်အခုဆိုရင်ပြည်တွင်းဝယ်ယူနိုင်စွမ်းကိုမောင်းနှင်ဖေးနေတဲ့အရေးပါတဲ့ engine တစ်ခုဖြစ်လာပါပြီတတိယချက်အနေနဲ့စားသုံးသူတွေကသူတို့လူနေမှုအဆင့်အတန်းကိုမြင့်တင်ဖို့တော့ငွေကြေးအများအပြားကိုရေးရေးဝံဝံတုံးဆွဲလာကြပါတယ်နောက်ဆုံးချက်ကတော့ဒီစီးကွက်ကိုအရင်ဆုံးနားလည်ပြီးစတင်ထိုးဖောက်နိုင်သူတွေအတွက်အလွန်ကြီးမားတဲ့အကျိုးကျေးဇူးတွေအသင့်ဆောင်ကြုံနေတယ်ဆိုတာပါပဲတကယ်ကိုလုံးမှုရယူဖို့လွှမ်းနေတဲ့ချိန်ပါပဲအပိုင်း3ငွေကြေးစီစဉ်ရလမ်းကြောင်းများနေ့စဉ်တုံးစေးတွေကိုခွဲချမ်းစစ်ထွာကြည့်လိုက်တဲ့ကအစားအသောက်အင်ယာနဲ့တည်ယူပို့ဆောင်ရေးအစရှိတဲ့အခြေခံလိုအပ်ချက်တွေကစုစုပေါင်းဝင်ငွေရဲ့40ရာခိုင်နှုန်းကျော်ပါဝင်နေတာကိုတွေ့ရပါတယ်ဒါတာမန်ကင်ကရန်လေးတစ်ခုမဟုတ်ဘူးနော်မြို့ပြမှာရှိတဲ့လက်လီဆိုင်တွေ24နိုင်အဆင်ပြေစတိုးဆိုင်တွေပြည်တွင်းစေးတွေနဲ့ကုန်တိုက်တွေအတွက်နေ့စဉ်ပုံမှန်ဝင်ငွေရရှိစေတဲ့အဓိကအမောင်းနဲ့အားကြီးတစ်ခုဖြစ်နေတယ်ဆိုတော့အထင်ရှားပြသနေတာပါဒီရာခိုင်နှုန်းတွေကိုလက်တွေ့ငွေကြေးပမာဏများနဲ့ပြောင်းလဲကြည့်လိုက်တဲ့အခါပို့ပြီးတော့အန်တော်စံမကောင်းပါသေးတယ်အစားတောင်းနဲ့အဖျော်ရမကကဏ္ဍအခုတည်းမှာတင်ဘတ်ငွေ59.2ဘီလီယံအထိရှိနေတာပါဒါပြင်အညာနဲ့နေထိုင်မှုအတွက်46.10ဘီလီယံdigital နဲ့ငွေကြေးငွေဆောင်မှုတွေအတွက်24.8ဘီလီယံကျမရဲ့ဆောင်ရှောက်မှုအတွက်19.8ဘီလီယံစသဖြင့်ကဏ္ဍစုံမှာကြဲကြဲပြန့်ပြန့်သုံးစွဲနေရတာပါဒါဟာဘတ်စုံဖွံ့ဖြိုးနေတဲ့စားသုံးသူစေဝကြီးတကူရဲ့သယုံမှန်ပါပဲပထဝီဝင်အနေချာရဘယ်တရားတွေမှာအများဆုံးသုံးဆွဲနေကြတယ်လဲဆိုတာကြည့်အောင်ဒီဝယ်ယူနိုင်စွမ်းရဲ့80ရာခိုင်နှုန်းကျော်ဟာ
အလဲပိုင်းလွယ်ပင်ဒေတာနဲ့ဘန်ကောက်မြို့ပြဧရိယာတွေမှာအကြီးအကျယ်ဆူဆီးနေပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဒေတာတွေဟာထိုင်းနိုင်ပိုင်းရဲ့စီးပွားရေးအင်ဂျင်တွေအဓိကလဲပန်းနေတဲ့နေရာတွေဖြစ်ပြီးဒီလူဦးရေအုပ်စုကအဲ့ဒီအင်ဂျင်တွေကိုလိုအားနဲ့ရောဝေယူသုံးစွဲမှုတွေပါလောင်စာဖြည့်တဲ့မင်းနေလို့ပဲဖြစ်ပါတယ်။ ဒီတုံးဆွဲမှုတွေကိုယာယူခြင်းနဲ့အမတ်တန်စိတ်တွေအတွက်မြေပြင်မှာတိုက်ရိုက်ဆေးခွက်ဖော်ဆောင်တဲ့အကောဆုံးဒေတာ၃ခုရှိပါတယ်။အဲ့ဒါတွေကတော့အလဲပိုင်းစက်မှုစုံဗဟိုချက်ဖြစ်တဲ့စက်မှုစခွန်နယ်ဆက်စီးပွားရေးစုံဖြစ်တဲ့တာခနဲ့နယ်ဆက်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ရန်နောင်းတို့ပဲဖြစ်ပါတယ်။ဒီနေရာတွေကစားသုံးတို့နဲ့တိုက်ရိုက်ထိတွေ့နိုင်မဲ့လက်လီလွန်ငန်းတဲ့အတွက်တော့ရွှေတွင်းကြီးတွေလို့တော့တင်စားခေါ်ပေါ်လို့ရပါတယ်။ အပိုင်းလေးဥစွာဆက်တင်ထူရီရဲ့အတွက်နီးပြီပါ 20ဖြစ်ကြော်ရက်ဆေးဝါဆိုင်ရာကျွမ်းကျင်သူအော်ရာဝီတမင်ဆန်ကအလွန်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကိုထောက်ပြထားပါတယ်။ခေတ်သစ်မြန်မာစားသုံးသူတွေဟာအမတ်တန်စိတ်တန်ဖို့လူမှုတိုင်းဝိုင်းတဲ့ယုံကြည်မှုနဲ့ယဉ်ကျေးမှုရအတိမတ်ဖြစ်မှုတွေအပေါ်အခြေခံပြီးရွေးချယ်လိုက်ကြတယ်လို့ဆိုပါတယ်။ဆိုလိုတာကသူတို့ဟာအသေးအတန်ဆုံးစင်လုံးတစ်ခုလေးတော့လိုက်ရှာနေကြတာမဟုတ်တော့ပါဘူး။မိမိတို့ကိုလေးစားအတိမတ်ပြုတဲ့တန်ဖိုးမြတ်အမတ်တန်စိတ်တွေကိုပို့ပြီးရွေးချယ်လိုက်ကြပြီဖြစ်ပါတယ်။ ဝယ်ယူမှုကိုတွန်းအားပေးတဲ့ခက်တဲ့အကြောင်းရင်းတွေကိုအသေးစိတ်ကြည့်မယ်ဆိုရင်သူတို့ဟာခိုင်မာတဲ့အမတ်တန်စိတ်တွေကိုတန်ဖိုးထားကြတယ်လို့သူတို့ရဲ့နီးကပ်စွာချိတ်ဆက်ထားတဲ့လူမှုအတိုင်းဝိုင်းအတွင်းကယုံကြည်မှုကိုအလွန်အမင်းမီခေါ်ကြပါတယ်။အထူးသဖြင့်စစ်မှန်တဲ့ယဉ်ကျေးမှုရအတိအမှတ်ပြုမှုကိုတောင်းဆိုလာကြပြီး social media ပေါ်ကနေ notice စင်စကထောက်ခံမှုတွေဟာဒီဈေးကွက်မှာပြိုင်ပတ်ကင်းတဲ့ဩဇာလွှမ်းမိုးမှုရှိနေပါတယ်။လူတယောက်ရဲ့အကြံပြုချက်ကအတိုင်းဝိုင်းတစ်ခုလုံးကိုလွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်ပြင်းလိတဲ့ဆေးဝက်ရှာဖွေရေးဒါမှမဟုတ် lazy marketing ဆိုတာမျိုးကလုံးဝအလုံးမဖြစ်တော့ပါဘူး။ထိုင်းကြော်ညာစာသားကြီးကိုမြန်မာဘာသာစီတိုက်ရိုက်ဘာသာပြန်ပြီးကတ်လိုက်ရုံနဲ့မလုံလောက်တော့ပါဘူး။ဒါဟာခေတ်နောက်ကျနေတဲ့ချင်းကပ်မှုဖြစ်တယ်လို့ကိုဖောက်တဲ့ကိုသေချာနားမလဲပဲအပေါ်ယံဆက်ဆံရရောက်လို့စောကားတယ်လို့တော့ဖြစ်သွားနိုင်ပါတယ်။မျောလင့်ချက်ကြီးမားတဲ့ခေတ်သစ်စားသုံးသူတွေရဲ့နှလုံးသားကိုရရှိဖို့ဆိုရင်ဒီလိုအလွယ်တကူလောက်ဆောင်မှုတွေကနေချက်ချင်းခွိုက်ထွက်ဖို့လိုအပ်ပါတယ်။ ရေရှည်ဈေးကွက်ဝယ်စုကိုရယူနိုင်ဖို့မရှိမဖြစ်လိုအပ်တဲ့အဆင့်ထိုးစဉ်ရှိပါတယ်။ပထမအချက်ကွယ်မဟာဗျူဒရာတွေကိုစစ်မှန်တဲ့ယဉ်ကျေးမှုအခြေခံပေါ်မှာအမြင့်တွယ်တည်ဆောက်ရမှာမယ်။ဒုတိယအချက်ရွှေ့ပြောင်းနေထိုင်သူတွေကြုံတွေ့နေရတဲ့ထူးခြားတဲ့ငွေကြေးဆိုင်ရာအခက်အခဲတွေကိုနက်နက်ရှိုင်းရှိုင်းနားလည်ပြီးဖြေရှင်းပေးနိုင်ရပါမယ်။တတိယအချက်အနေနဲ့ဒီနယ်ပယ်ဟာအပြိုင်ဆိုင်ပြင်းထန်တဲ့သမှုတရားအနီမဖြစ်လာခင်မှာခိုင်မာတဲ့ဥစွာစတင်သူအဖြစ်အလင်းမြန်နဲ့ယူရပါမယ်။အဆုံးတအနေနဲ့စဉ်းစားစရာအလွန်ရည်ကြီးတဲ့မေဟွန်းတစ်ခုခြံရစ်ခဲ့ကြမှာပဲ။စီဝါရေးလောငန်းတွေအနေနဲ့ပြည့်နှက်ချက်တီးနေတဲ့သမှုတရားအနေထဲမှာပဲသွေးထွက်တန်ယူဆက်ပြီးတိုက်ပွဲဝင်နေကြမလား။ဒါမှမဟုတ်အခုလိုပတ်နီယာ21ဘီလီယံတာမိုးရှိတဲ့အသုံးမချရသေးတဲ့သမိုးတရားပြာကြီးတဲ့ကိုစူးစမ်းရှာဖွေပြီးအခွင့်အလမ်းတွေကိုဖမ်းဆုပ်ကြမလားအတက်ရဲ့အယူအဆဟောင်းတွေမှာပဲနစ်မြုပ်နေမလားအနာဂတ်ရဲ့အခွင့်အလမ်းတက်တဲ့စီကူးခတ်မလားဆိုတာကတော့အားလုံးရဲ့ရွေးချယ်မှုအပေါ်မှာပဲမူတည်နေပါတယ်ဒီနေ့ရဲ့လေ့လာအသုံးသက်ချက်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အတူတကွလေ့လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်